မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်汉语3ရဲ့ lesson 11ကိုရောက်လာပါပြီခေါင်းစဉ်လေးက我们在海边玩沙子ခါတိုင်းလိုပဲ meaning လေးကြည့်အောင်နော် meaning လေးက海海海海ကပင်လေ海玩玩玩玩ကစော့ကစားသည်沙子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 ကတဲ工作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 ကအလုပ်လုပ်သည်急了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 ကစကားပြောတဲ့နေရာမှာအသုံးများတယ်ပေါ့နော်ကြီးလကမြန်မာလိုဆိုရင်ဘယ်လိုအဓိပ္ပာယ်ရမလဲဆိုလို့ရှိရင်သူကလိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်လှလိုက်တာကောင်းလိုက်တာဆိုတဲ့လိုက်တာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကြီးလဖူ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 ကကြတော့ဒီနေရာမှာမျိုးပြပစ္စည်းပေါ့နော် measure word အနေနဲ့အသုံးပြုတယ်သူကကြတော့ဘာနဲ့တွဲပြီးအသုံးပြုလဲဆိုရင်ပကြီးကားတစ်ချက်နှစ်ချက်ပုံတစ်ချက်နှစ်ချက်ဆိုတဲ့ချက်ဆိုတဲ့အရေးအတွက်ကိုအသုံးပြုတယ်ပေါ့နော်ဖူက公司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 က company 上班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 ကအလုပ်တက်သည်全全全全ကအားလုံး风景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 ကရှုခင်း美美美美ကလှပသော游泳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 ကရေကူးသည်晒晒晒晒ကနေလှမ်းသည်လူဆိုလို့ရှိရင်နေပူစာလှုံသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်太阳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 ကနေကဲအဲ့တော့ meaning 14လုံးရှိရပြန်ပြောမယ်နော်海海海ပင်လယ်玩玩玩စော်ကစားသည်沙子沙子沙子တဲ工作工作工作အလုပ်လုပ်သည်急了急了急了လိုက်တာ扶扶扶扶ကချက်နော်တစ်ချက်နှစ်ချက်ဆိုတဲ့measure word ပေါ့နော်公司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 က company 上班上班上班အလုပ်တက်သည်全全全အားလုံး风景风景风景ရှုခင်း美美美လှပသော游泳游泳游泳
ရေကူးသည်晒晒晒နေလှမ်းသည်နေပူစာလုံသည်太阳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 ကနေအဲ့တော့ဒီနေ့သင်မယ့်ခေါင်းစဉ်လေးက我们在海边玩沙子ကျွန်တော်တို့ကပင်လယ်ဘေးမှာသဲတွေကိုစော်ကစားနေတယ်ပေါ့နော်我们在海边玩沙子ကျွန်တော်တို့ကပင်လယ်ကမ်းခြေဘေးမှာသဲတွေကိုစော်ကစားနေတယ်哥哥在中国学汉语အကိုကတရုတ်ပြည်မှာနေပြီးတော့မှတရုတ်ဘာသာစကားကိုသင်တယ်你爸爸在哪儿工作你အဖေကဘယ်မှာအလုပ်လုပ်တယ်လဲ你妹妹在哪儿上学你ညီမလေးကဘယ်မှာကျောင်းတက်တယ်လဲ中国菜好吃极了တရုတ်အစားအစာတွေကအရန်စားကောင်းလိုက်တာနော်အရန်စားကောင်းတာပဲနော်အဲ့လိုမျိုးနော်လိုက်တာဆိုတဲ့ကြီးလာနော်အနောက်မှာ exclamation mark လေးပါတယ်ပေါ့နော်သူကအံ့ဩတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုအချိန်မှာသုံးနေကြီးလာစိတ်ခံစားချက်ကိုဖော်ပြတဲ့အခါမှာအသုံးပြုရပေါ့နော်စားလိုက်တယ်အရန်စားကောင်းတာပဲမြင်လိုက်တယ်အရန်ကိုလှတာပဲဆိုရင်အဲ့လိုနေရာမှာအသုံးပြုရနော်ကြီးလာ这幅画好看极了ဒီပကြီးကားကနော်ဒီပကြီးကားကအရန်ကိုလှတာပဲနော်အရန်လှလိုက်တာအဲ့လိုမျိုးပုံစံ爸爸不在公司工作အဖေကကုမ္ပဏီမှာအလုပ်မလုပ်ဘူး今天我不在家吃晚饭ဒီနေ့ငါအိမ်မှာညစာမစားဘူးကဲအဲ့တော့တစ်ခေါက်ပြန်ဖတ်ကြည့်အောင်ခေါင်းစဉ်လေးက我们在海边玩沙子我们在海边玩沙子哥哥在中国学汉语你爸爸在哪儿工作？你妹妹在哪儿上学？中国菜好吃极了，这幅画儿好看极了。爸爸不在公司工作，今天我不在家吃晚饭。အဲ့တော့စာပိုက်လေးဖတ်ကြည့်မယ်နော်我们在海边玩沙子昨天是星期天မနေ့ကတနင်္ဂနွေနေ့爸爸妈妈不上班အဖေနဲ့မေကအလုပ်မသွားဘူး我们全家一起去海边玩ကျွန်တော်တို့တအိမ်သားလုံးเนาะအားလုံးကျွန်တော်တို့အိမ်ကလူတွေအားလုံး一起去အတူတူသွားတယ်海边玩ပင်လယ်ဘေးကိုအလည်သွားတာเนาะဒီမှာတော့ war ကစော့ကစားဖို့ဆိုတာတဲ့ပင်လယ်ဘေးကိုသွားပြီးမှအလည်ပတ်သွားတာပေါ့နော်海边的风景美极了ပင်လယ်ဘေးရဲ့နော်ရှုခင်းက美极了အရန်ကိုလှပတာပဲနော်天很蓝ကောင်းကင်ကပြတယ်ကောင်းကင်အရန်ပြတယ်海也很蓝ပင်လယ်ကလည်းပင်လယ်လဲပဲအရန်ပြတယ်很多人在海里游泳လူတွေအများကြီးကပင်လယ်ထဲမှာရေကူးကြတယ်爸爸和妈妈在海边打拍球အဖေနဲ့မိကပင်လယ်ဘေးမှာ打拍球ဗော်လီဘောကစားတယ်ဗော်လီဘောဒီလိုမျိုးလက်နဲ့ပုတ်ပြီးတော့ကစားတယ်我和弟弟在海边玩沙子ကျွန်တော်နဲ့ညီလေးကဒီမှာပေါ့နော်海边ပင်လယ်ရဲ့ဘေးမှာသဲတွေကိုစော်ကစားနေတယ်妹妹在海边晒太阳ညီမလေးကပင်လယ်ဘေးမှာနေပူစာလုံနေတယ်这一天好玩极了အဲ့ဒီနေ့ကတော့အရန်ကိုစော့ကစားလို့ကောင်းတဲ့နေ့ပဲပေါ့နော်ကဲအဲ့တော့ပြန်ဖတ်ကြည့်အောင်我们在海边玩沙子昨天是星期天爸爸妈妈不上班我们全家一起去海边玩海边的风景美极了天很蓝海也很蓝
很多人在海里游泳。爸爸和妈妈在海边打排球。我和弟弟在海边玩沙子，妹妹在海边晒太阳。这一天好玩极了。